ဒီနေ့ကတော့ဒီ bike ကိုပြတာပြောပြမှာဖြစ်ပါတယ်ဒီ bike ကတော့ PVC bike ကျွန်တော်ရဲ့မိတ်ဆွေတွေတော်တော်များများကကျွန်တော်ဗီဒီယိုကြည့်ကြတယ်ဒါပေမဲ့ bike ကိုဘယ်လိုပြမလဲဆိုတာအဲ့ဒါမကြည့်ဘူးအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီ bike ကိုပြတာပြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Akash Experiment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အရင်ဆုံးတော့ဒီ gas ဒီမျိုး gas မရှိရင်လည်းဟိုလိုမျိုးအထိုင် gas ပုံစံမိဖို့ပုံစံ gas လဲရပါတယ်ကျွန်တော်ကတော့ဒါရှိလို့ဒီကောင်ပဲသုံးထားပါ gas ကိုရှင်းလိုက်မယ်ကင်မရာမှာ gas ရဲ့မီးလေးမတွေ့ရရင်မတွေ့တတ်တာဖြစ်တတ်ပါတယ်အဲ့ဒါတော့နည်းသိခလိုက်ပါဒီကောင်ကိုအပူပေးလိုက်မယ်ဒီမီးညက်နဲ့အပူပေးမယ်လိုက်နော်ကြားလိုက်နော်ဒီထဲမှာနည်းနည်းလေးတော့ထိသွားပြီနော်ဒါကိုရဲ့နည်းနည်းအာယုံပါမှုဒီလေဒါခဏလေးနဲ့တန်းလဲရပါအဲ့တော့ဒီနေ့အတွက်ဒါပဲကြိုးကြရင်လိုက်လို့ပါပါနော်